ရွေးကောက်ခံတဲ့အစိုးရကိုနိုင်ငံတော်ရဲ့တာဝန်တွေကိုလွှဲအပ်ပေးမယ်ဆိုပြီးတော့မင်းအောင်လှိုင်ကနေပြီးတော့လီတက်စကန်အခမ်းအနားမှာပြောကြားတယ်နိုင်ငံတော်အာဏာလွှဲမှာပေါ့ရွေးကောက်ခံအစိုးရဆိုတာစစ်ဖို့အစိုးရဖြစ်မှာလွှဲမှာပေါ့သွားတတိရသေးတယ်2020တုန်းကနော်စဘူတီတီမှာမဲယုံမှာမဲပေးပြီးထွက်လာတော့အင်တာဗျူးတော့ပြည်သူကရွေးချယ်တဲ့ပါတီကိုလက်ခံမှာပေါ့ဆိုပြီးတော့ပြောခဲ့တယ်ပြီးတော့ဖာကြပြီးတော့အာဏာသိမ်းတယ်အခုမင်းတို့စူးစမ်းဆောင်ရွက်နေတဲ့နော်ရွေးကောက်ပွဲမင်းတို့စစ်တပ်ကလူတွေနော်စစ်ဗိုလ်ချုပ်တွေဘောင်းမိချုပ်ပြီးတော့ဝင်တယ်နော်အားလုံးပြည်သူသိတယ်ခုမင်းပြောတဲ့စကားတွေကလေကလေးကလာစကားတွေနော်မင်းဟိုမြမတန်နဲ့ဟိုမြောက်ဝတီပဲနားထောင်တဲ့သူတွေပဲမင်းစကားကိုယုံပါကျွန်တဲ့ပြည်သူတွေကမင်းနဲ့ပညာရှိတယ်မင်းနဲ့အသိတရားရှိတယ်မင်းတို့ဘာလုပ်နေတာဆိုတာသိတယ်နော်ရွေးကောက်ပွဲကမလုပ်ရသေးဘူးဒီမှာရုပ်ပြက်စင်မြတ်ကဖြစ်နေပြီနော်ဟိုလူဖမ်းလိုက်ဒီလူဖမ်းလိုက်ရွေးကောက်ပွဲတော့မကျင်းပသေးဘူးနော်ရွေးကောက်ပွဲကျင်းပဖို့နော်ရွေးကောက်ပွဲမင်းတို့လုပ်တဲ့ရွေးကောက်ပွဲအောင်မြင်ဖို့တော့ကိုဝါဒဖြန့်ဖို့ရုပ်ရှင်တရုပ်ဆောင်ရုပ်ရှင်ကားရိုက်တော်မှနော်ဝါဒဖြန့်ဖို့ကားရိုက်တော်မှဟိုတရုပ်ဆောင်မဲ့လို့မရှိလို့ဟိုလူတရုပ်ဆောင်ဖမ်းလိုက်ဒီဒိုင်တာကိုဖမ်းလိုက်နဲ့အမျိုးမျိုးဟိုလူဖမ်းဒီလူဖမ်းဟိုလူချိန်ချောက်ဒီလူချိန်ချောက်နဲ့တရုပ်ရမ်းပြက်လုံးတယ်နော်ရုပ်ပြက်ဆင်းပြက်ကိုဖြစ်နေတာရွေးကောက်ပွဲမကျင်းပရသေးဘူးအဲ့ဒါလည်းမရှက်ဘူးလိုက်ပြောမင်းပြောတဲ့စကားတွေကကလေးရဲ့ယုံမှာကလေးနဲ့ခွေးနဲ့ပဲယုံမှာကျွန်တဲ့လူကတော့ယုံမှာမဟုတ်ဘူးနော်